ချင်းရတဲ့ကြိုက်ရေးချင်းရတဲ့ကြိုက်ရေးဒီနေ့ဝတ်သားကြုံမှာကွာကိုယ်ကစေးရနေဝယ်ပြန်ဝယ်လာတာဗီယက်နမ်တချင်းလေးနဲ့ရှယ်စီထဲကျုပ်သေးတယ်လေဗျာအဖြစ်ကြီးရောဒီနေ့တူရပါဖြစ်တယ်တော့တားရကောင်းတယ်အရွက်တွေကတူကအနံ့တွေကမွေးကြံခဲ့ဗျဒီအစီဖက်ကြီးတွေကြတယ်ကျွန်တော်တကယ်ချင်းမှာခွေးကလေးရှိဆိုကြွေးရ so my right wow so bien sama nada paisan ana muy nada
ဒီရွက်လေးထည့်ရင်ကောင်းမှန်းမသိဘူးမူးရောစမ်းကြည့်ပါကျုပ်ကတော့မထည့်ဘူးဒါမြောင်းရင်ကောင်းတော့တော့ထည့်ချုံမနေထည့်ရမယ်ရှင်းခေါင်းရဗျာWow, nice. My sister's already. Please, coming. You sent for me, Aubrey? ခုနကကြော်တာကျုပ်ကြော်တယ်ဒီတားနေဗျရှေးကတော့တို့ကလေဒီဝင်တော့ check-in ဝင်တော့နှစ်ဘူးပေးရဗျအကုန်လုံးရှိရင်လည်းတို့ကဒီမိုးဘူးထပ်မပေးတော့ဗျအောက်ကရေဟိုစားလေရေပြန်ဖြည့်ခိုင်းတာအချင်းကိုပြန်ဖြည့်ပေးရတယ်ဗျတို့ကဒီဟိုတယ်လည်းနောက်ပြီးတော့ဘာလို့အမြက်လည်းတိတ်မယူဘူးဗျအဲကြောင့်လို့ပေါ့နော်တို့စီလည်းအများကြီးမတောင်းချင်ဗျဟိုဒီရေတွေအကုန်လုံးရှိရင်ဗျဘူးတွေစုထားလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်အောက်မှာပဲပြင်ပြီးတော့ဖြည့်ပြီးတော့တောက်လိုက်တယ်ဗျကိုကဒီဟိုတယ်ကပေးထားတဲ့ဒီဒါမီးဝကြောင်ဗျာသူတို့ဒီဟိုတယ်မှာဟို long stay နေလို့ရှိရင်ပြီးဥမာဗျာကျွန်တော်တို့ကပြင်မှာဒီမှာဝယ်စားရတာနည်းနည်းတိတ်အဆင်မပြေဘူးဗျာနောက်ကိုယ်တိုင်လည်းချက်ချင်တယ်နောက်ပြီးတော့ဟိုပါလေအိုးတွေပါလေကြတော့ဝယ်လည်းမဝယ်ချင်ဘူးဗျာဒီဟိုတယ်မှာတဲလို့ရှိရင်ကြတော့ဒီသူတို့ရဲ့အိုးတွေယူသုံးလို့ရတယ်သူတို့ကျွန်တော်တို့ပြောရဲစီတွေပါယူသုံးနေဘာမှမဖြစ်ဘူးဒါပေမဲ့ကျွန်တော်အားနာလို့ခုနကတော့စေးသွားပြီးတော့ဗျာစီတို့ဘာလို့ချက်တွန်တွေပါဝယ်လိုက်တယ်ဗျာပတ်ဆိုင်ကဘလောက်ထပ်ပေးရလဲဆိုတော့ BNN ငွေ9000ဗျာထပ်ပေးရဗျာ9000ဆိုရင်ဒီဒေါ်လာတွေတွက်ဆိုဘလောက်မှမရှိဘူးဗျာတော်တော်လေးအဆင်ပြေဒီမှာတဲရတော့မှာနောက်ပြီးတော့ laundry လည်းရှိရဗျာ laundry ကတော့ဒီဟိုမှာ 1kg အောက်ဆိုရင်သူက2000ပဲပေးရဗျာဒီ shorter ပါတော့2000ဆိုရင်ဘယ်လောက်လဲမသိဘူးဒေါ်လာတော့မရှိဘူးဗျာပတာမွေးနေပဲ